ပေါင်တစ်ချောင်းကျော်လိန်နေထား The Holy Mantis ဟုလည်းလူသိများကြပါတယ်ပထမဦးရှင်တို့ကရှင်တို့ရဲ့အမျိုးသမီးရဲ့နောက်ကျောကနေတာယာမှုဖြင့်စတင်လိုက်ပါရှင်ထို့နောက်ရှင်တို့ကရှင်တို့ရဲ့အမျိုးသမီး၏ခြေထောက်တစ်ချောင်းအားမတိမတာမောင်းပြီးရှင်တို့ရဲ့ခြေထောက်ပေါ်ကိုတင်လိုက်တဲ့အခါသူမရဲ့ပိပိလေးဟာလွတ်လပ်မှုရှိသွားတဲ့အတွက်ရှင်တို့အနေနဲ့ပိပိထဲကိုအလွယ်တကူသူမရဲ့နောက်ကျောလေးကနေထိုးသွင်းနိုင်ပါပြီဒါအပြင်ရှင်တို့ရဲ့လက်ကိုလည်းအငြိမ်းမထားပဲသူမရဲ့ကိုယ်ပေါ်ကနေကြော်ပြီးအရှိတ်ဘက်ကနေလှုပ်ပေးတဲ့ပုံစံမျိုးနဲ့သူမရဲ့ပိပိအစီလေးကိုထိုးသွင်းဆက်ဆံနေတော့မျိုးမျိုးကစားပေးလို့ရပါတယ်ရှင်တို့ရဲ့ခြေထောက်ကိုအမျိုးမျိုးချိန်ညှိပါလိန်ဆက်ဆံစဉ်အတွင်းသူမရဲ့စပါလှုံ့ဆော်မှုကိုပုံမရရှိစေရန်အတွက်ထိုးပေါက်မှုထောင်ကိုပြောင်းလဲပေးတင်ပါတယ်ရှင်ဤလိန်ဆက်ဆံနည်းကပုံမနှဆိုင်သောထိုးပေါက်ဝင်ရောက်မှုနှင့်ယဉ်ကျေးမှုတိုးလာခြင်းဖြင့်စိတ်ကိုပြေလျော့စေတာကြောင့်ရှင်တို့ရဲ့ဆက်ဆံရေးကိုတိုးတက်လာစေမှာပါနံပါတ်2 Spooning Ducky ပုံစံအနေထားပါဤပုံစံသည် Ducky Style လိန်ဤနှဆိုင်စွာထိုးပေါက်ဝင်ရောက်မှုပုံစံနှင့်ဆင်တူပါသည်ရှင်တို့အနေဖြင့်ရှင်တို့အမျိုးသမီးကို Ducky ပုံစံအနေထားဖြစ်အောင်ပုံစံတစ်စောင်းအိတ်ချင်းကနေခန္ဓာကိုယ်အပေါ်ပိုင်းကိုရှေ့သို့ညှို့ကိုင်းခိုင်းလိုက်ပါပြီးနောက်ရှင်တို့အနေနဲ့သူမရဲ့နောက်သို့ပြူးထွက်နေတဲ့သူမရဲ့ပိပိလေးထဲကိုထည့်သွင်းနိုင်ပါပြီသူမရဲ့အိုးလေးကိုကင်ပြီးစောင့်ထည့်သွင်းရင်းဖြင့်အရသာအသစ်လေးကိုနှစ်ကိုယ်တူခံစားနိုင်ပါပြီနံပါတ်3 Big Spoon Leg Rub ခေါ်ခြေလွယ်ကြောပိုးအိတ်ပုံစံပါဤအနေထားကိုစတင်ရန်အတွက်ရှင်တို့အမျိုးသမီးနဲ့ရှင်တို့ကမျက်နှာချင်းဆိုင်အနေထားမှာရှိနေရမှာပါပြီးနောက်ရှင်တို့အမျိုးသမီးရဲ့ခြေထောက်ကိုရှင်ရဲ့ခပတ်ပတ်လည်တွင်ရစ်ပတ်ထားပေးပါသူမ၏လက်များကလည်းတင့်ကိုပေးဖက်ထားပေးပါရှင်ကလည်းပြန်ဖက်ထားပါထို့နောက်သူမရဲ့လွတ်လပ်နေတဲ့ပိပိကိုရှင်တို့ထည့်သွင်းဆက်ဆံနိုင်ပါပြီမေကတော့ဤဆက်ဆံနည်းကမေအတွက်ပိုထိရောက်တယ်လို့ခံစားရလို့ဤဆက်ဆံနည်းကိုအကြိုက်ဆုံးပါပဲရှင်ဤနေထားဖြင့်သူမကိုနမ်းချင်းစကားပြောခြင်းနှွေးထွေးမှုတို့ကိုပေးစွမ်းသောကြောင့်ရှင်တို့နဲ့ရှင်တို့ရဲ့အမျိုးသမီးကိုအလွန်ရင်းနှီးချစ်ခင်မှုကိုပေးပါတယ်အပေါ်ကအချက်၃ချက်နဲ့ဆက်ဆံတဲ့အခါကျမတို့ကြိုက်မိပြီးမြောက်စေမိပုံစံလေးကိုမှတ်ထားပေးပြီးလုပ်ပေးရင်ဖြင့်ရှင်တို့ကိုအမြဲတမ်းဆွဲလန်းစေမိမှာပါဒီလိုအကြောင်းအရာများကိုနောက်ထပ်သိချင် Subscribe လေးပေးပြီးနောက်ထပ်လေးရင်ထားပေးပါတာယာပျော်ရွှင်သောဘဝလေးကိုချစ်ခင်များစွာဖြင့်ပိုင်ဆိုင်ကြပါစေရှင်